one user တွေဆိုလို့ရှိရင်တော့အခုပဲအသက်ရှူအောင်ထားလိုက်ကြတော့ဒီပုံတွေကပေါ့နော် separate app လေးကိုမြင်ပြီးတော့ကျွန်တော်တယောက်တည်းအန်အောသွားတာလားပေါ့နော်တကယ်ကိုမှလှပါတယ်ဒီတစ်ခါ mobile legend ကတော့တကယ်ကိုမှ mystery piece တခုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်ဒီ skin နဲ့ပတ်သက်ပြီးတော့ဒါသိထားရမယ့်အချက်ကလေးတွေကိုပြပြပေးသွားမှာဖြစ်လို့အကောင့်လေးကို follow လုပ်ထားလိုက်ဆိုတော့သိရွက်ဝါလေးတွေနဲ့ agent နေတဲ့ပတ်ဝန်းကျင်မှာ11လေးကပို့ပြီးတော့ဒါလူနေသွားတဲ့beat ကိုကခန်းစားချက်မျိုးကိုရရှိမှာပဲဖြစ်ပါတယ်အခုထိတော့ဒါ test ကဘာလဲဆိုတာကိုဒါအတိမပြုတ်ကသေးဘူးပေါ့နော်ဒီ collector ပဲဖြစ်မလား zodiac serial ပဲဖြစ်မလားဆိုတာလေးကို comment လေးမှာ comment ပေးခဲ့ပါတဘာဝအလားတရားတွေနဲ့ဖန်တီးထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါတကယ်ကိုမှဘယ်သူမှကိုညင်းနိုင်မှာမဟုတ်ပါဘူးခုကြည့်နေတဲ့သူကရောဒီပုံထဲက11လေးကိုဘယ်လိုမြင်လဲဝယ်ဖို့အားခဲထားပြီလားဆိုတာလေးကို comment လေးမှာရေးခဲ့ပြနိုင်ပါတယ်ကျွန်တော်ကတော့ game နဲ့ပတ်သက်တဲ့ knowledge တွေကို share လုပ်ပေးနေတဲ့နေတိုးပဲဖြစ်ပါတယ်